မင်္ဂလာပါနေ့စဉ်အသုံးစိတ်တွေကိုကုံလုံးကုံမမသိတဲ့နေ့ရက်တွေကိုဝါတို့အိမ်ရှင်မတိုင်းကြုံမှုကြမှာပါဈေးဝယ်ပြီးပြန်လာတဲ့အခါဒီလောက်များများသုံးစရာလိုလို့လားလို့ကိုပြန်မိမိတာကိုကြုံမှုကြသလားရှင်ဝါလည်းအရင်တုန်းကအလိုပါပဲအခုတော့ဝါကနေ့စဉ်အသုံးစိတ်တွေကိုဘလို့ထိချုပ်သွားတတ်တယ်လဲလိုချင်တာထက်လိုအပ်တာကိုဦးစားပေးတတ်သွားလဲဆိုတဲ့လှုပ်ဝက်ချက်လေးကိုပြပြမယ်ဒါကဝါတို့အိမ်ရှင်မတွေအတွက်တကယ်ကိုလက်တွေ့ကြတဲ့ daily budget challenge လေးပဲဖြစ်ပါတယ်နေ့စဉ်ဘာချက်စိန်ခေါ်မှုဆိုတာသတ်မှတ်ထားသောပမာဏနဲ့တနေ့တာလိုအပ်ချက်တွေအတွက်ဖြည့်ဆည်းပေးဖို့စူးစမ်းရတာဖြစ်ပြီးဝါတို့လိုအင်ရှင်မတွေအတွက်အရန်ကိုအသုံးဝင်တဲ့ငွေကြေးစီမံခန့်ခွဲမှုအလေးထားခေါင်းလေးတစ်ခုပါဒီစိန်ခေါ်မှုတွေကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အစစ်စစ်နည်းလမ်းလေးတွေကိုအကြံပြုပေးလိုက်ပါတယ်ရှင်စိန်ခေါ်မှုကာလမိမိနှစ်သက်သလိုတစ်ပတ်သို့မဟုတ်တစ်လစသည်ဖြင့်အချိန်တိုင်းတာတစ်ခုသတ်မှတ်ပါမိသားစုအရေးအတွက်နေထိုင်မှုစိတ်ပေါ်မူတည်ပြီးတရက်တာအတွက်အများဆုံးသုံးစွဲနိုင်မယ့်ပမာဏကိုသတ်မှတ်ပါဒီပမာဏကတော့မိတ်ဆွေရဲ့အစားအသောက်မိဖို့ကြောင့်စိတ်တွာလာစိတ်တွေကိုအဓိကထားပြီးတွက်ချက်တဲ့ပမာဏဖြစ်တင်ပါတယ်နောက်ဆုံးအရေးကြီးတဲ့အချက်လေးကတော့အပြင်စားစားတာတွေမလိုအပ်သောဈေးဝယ်မှုဒါတွေကိုတားမြစ်ပါဒီ challenge ကမိတ်ဆွေငွေကြေးသုံးစွဲတဲ့အခါမှာသတိထားမိအောင်တင် जा ပေးပါတယ်မိဆန်ဝမ်းဆိုတဲ့ကွာခြားချက်ကိုသိရှိလာပြီးငွေစုမှုပမာဏကိုမြန်ဆန်စွာရောက်ရှိစေနိုင်ပါတယ်ဒီစိန်ခေါ်မှုကိုဖိအားတစ်ခုလို့သဘောမထားပဲမိသားစုရဲ့ငွေရေးကြေးရေးအနာဂတ်ရေးအတွက်စွမ်းရည်မြင့်တင်မှုတစ်ခုဖြစ်ပျော်ရွှင်စွာလှုပ်ဆောင်နိုင်ကြပါစေရှင်အားလုံးပဲတက်တာပါ